corporate branding ဆိုတာဗာလဲသိချင် video လေးဆုံးကြည့်ပါလိုက်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရန်နိုင်ပါ corporate branding ဆိုတာဗာလဲ corporate branding ဆိုတာကျွန်တော်တို့ဒီထုတ်ကုန်တစ်ခုရဲ့ဝန်ဆောင်မှုတစ်ခုရဲ့ကို branding လုပ်တာမဟုတ်ဘဲနဲ့ company တစ်ခုလုံးကို branding လုပ်တာကိုကျွန်တော်တို့ corporate branding လို့ခေါ်ပါတယ်ကျွန်တော်တို့ထုတ်ကုန်တစ်ခုရဲ့ဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခုရဲ့ကိုကျွန်တော်တို့တိစောက်တာမဟုတ်ဘဲနဲ့ company တစ်ခုလုံးရဲ့ image company တစ်ခုလုံးရဲ့ value ကိုကျွန်တော်တို့တိစောက်တာကို corporate branding လုပ်တယ်လို့ခေါ်တယ် corporate branding ကတခြားသော branding ဖြစ်တဲ့ကျွန်တော်တို့ product branding တွေ service branding တွေနဲ့လုံးဝမတူဘူးကွဲပြားခြားနာတယ်။ဘာကြောင့် corporate branding ကိုလုပ်တင်တာလဲ။ဘာကြောင့် corporate branding ကိုလုပ်တင်တာလဲဆိုရင်အလွယ်ကူဆုံးပြပြရမယ်ဆိုရင်ခိုင်မာတဲ့ brand ကကျွန်တော်တို့ premium price တွေသတ်မှတ်လို့ရတယ်။ customer တွေ trust ရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ product ရောင်းမရောင်းရမှာလဲစိတ်ပူစရာမလိုရည်ရှိအတွက်လည်းကောင်းတယ် reputation ကောင်းတဲ့အတွက်လည်းကျွန်တော်တို့ဒီလုပ်ငန်းတိုးချဲ့တဲ့နေရာမှာလည်းအသုံးဝင်တယ်။ corporate brand တွေအတွက်အကောင်းဆုံးဥပမာပေးရမယ်ဆိုတော့ Nike brand ကကျွန်တော်တို့အတွက်အမြင်နဲ့အကောင်းဆုံးပဲ Nike brand မှာဆိုရင်ကျွန်တော်တို့ sport shoe ကြော်ညာတွေ sport wear ကြော်ညာတွေ magazine တွေ new feed တွေဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ Nike brand ရဲ့ကြော်ညာတွေတွေ့ရတယ်။အဲ့ဒီအချိန်မှာဆိုလဲကျွန်တော်တို့ Nike ရဲ့ product ကိုကြော်ညာတာတဲ့ဒီ Nike brand နဲ့ဆိုရင်ကျွန်တော်တို့အများဆုံးသိကြတဲ့ဥပမာဆိုရင် Just Do It ပေါ့နော်။အဲ့ကိုစီးလိုက်တဲ့အပြေးသမားတယောက်လိုခံစားရမယ်။အားကစားသမားတယောက်လိုဒီ brand ကိုဝယ်လိုက်တာနဲ့အားကစားသမားတယောက်လိုကျွန်တော်တို့ခံစားရမှာပေါ့။အဲ့လိုမျိုးထိကောင်းအောင်လို့ကျွန်တော်တို့ Nike က corporate branding ကိုတခြားလေးလောက်ထားတယ်ပေါ့နော်အဓိကကဘယ်နေရာမှာပဲဖြစ်ဘယ်နေရာမှာပဲကြော်ညာကုမ္ပဏီကိုပဲဦးတည်တယ်ဒုတိယတစ်ခုအနေနဲ့ပြောမယ်ဆိုတော့ကျွန်တော် Apple ကုမ္ပဏီကထုတ်တဲ့ iPhone တွေ iPad တွေဆိုရင်လူတွေအနေနဲ့သဘောကျကြတယ်ကြိုက်ကြတယ် Apple ကုမ္ပဏီက product branding မှာပို့ပြီးအားစိုက်တဲ့ Apple iPhone iWatch MacBook ဘယ်ကုမ္ပဏီပဲတုံးကျွန်တော်တို့တွေက Apple ကုမ္ပဏီကသူတို့ရဲ့corporate branding နဲ့ဒီထုတ်ကုန်မှုတွေပေါ့တသားရေးဖြစ်အောင်လို့ကျွန်တော်တို့ဈေးကွက်ကိုတိစောက် corporate branding လုပ်တယ်ဆိုတာကုမ္ပဏီရဲ့ယုံကြည်မှုနဲ့ image ကိုအသုံးပြုပြီးတော့ကုမ္ပဏီရဲ့ product ဒါမှမဟုတ်ဘူးဆိုရင်ဝန်ဆောင်မှုတွေကို customer တွေအနေနဲ့တန်ဖိုးထားတတ်အောင်လို့လုပ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်တယ်ပေါ့နော် corporate branding ဆိုတာတခြားသော branding နဲ့ပတ်သက်တဲ့ဥစ္စာမျိုးတွေသိချင်တယ်ဆိုရင်လည်း comment မှာမှန်ခဲ့လို့ရပါတယ်နောက် video မှာတွေ့ကြရပါ